ကတိကွေပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဒီလရဲ့စီးပွားရေးကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီခေါက်မှာတော့ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးနဲ့ဆက်သွယ်နေတဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့နိုင်ငံတော်ရဲ့အဓိကဝင်ငွေ national income နဲ့ဆက်နွယ်ပတ်သက်နေတဲ့ aggregate demand စုပေါင်းဝယ်လိုအား price level ကုန်စည်နှုန်းတန်ဖိုးစတာတို့ရဲ့အကြောင်းအရာပဲဖြစ်ပါတယ်သူတို့ဘယ်လိုဆက်သွယ်နေတယ်ပေါ့နော်အဲ့တော့ပထမဦးဆုံး aggregate demand AD ဆိုတာဘာလဲပေါ့နော် aggregate demand ကိုကျွန်တော်ဒီမှာအတူကော AD လို့ခေါ်ပါမယ် AD ဆိုတာကတော့နိုင်ငံတစ်ခုလုံးမှာရှိတဲ့ပြည်သူတွေစီးပွားရေးလုပ်ငန်းတွေအစိုးရနဲ့နိုင်ငံခြားကလူတွေကုမ္ပဏီတွေကကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုဝယ်ယူဖို့လိုအပ်တဲ့စုပေါင်းဝယ်လိုအားကိုဆိုလိုတာပဲဖြစ်ပါတယ်အလွယ်ပြောရရင်နိုင်ငံတနိုင်ငံရဲ့စုပေါင်းဈေးဝယ်စရင်လို့မှတ်ယူနိုင်ပါတယ်နိုင်ငံရဲ့စုစုပေါင်းဈေးဝယ်စရင်လို့တင်စားရတဲ့ဒီ AD ဒီသူ့မှာမှီခိုနေတဲ့အချက်နှစ်ချက်ရှိပါတယ်အဲ့ဒါကတော့နိုင်ငံရဲ့ဝင်ငွေနံပါတ်1ပေါ့နော်နံပါတ်2ကတော့ကုန်ဈေးနှုန်း level ကုန်ဈေးနှုန်းအဆင့်ပေါ့နော်ဒါပဲဖြစ်ပါတယ်အသင်္ချာနီးလန်းနဲ့ကျွန်တော်သင်္ချာနဲ့ပုံဖော်ပြမယ်ဆိုရင် graph နဲ့ပြမယ်ဆိုရင် x exam မှာကျွန်တော် national income GDP လို့ခေါ်တာပေါ့နော် GDP ကိုထားပြီးတော့ y exam မှာတော့ကျွန်တော်တို့ price level ဈေးနှုန်းအဆင့်ကိုထားပါတယ်ဒီမှာမိတ်ဆွေများတဲ့တိုင်းကျွန်တော်အောက်ကိုဆင်းသွားတဲ့ downward slope linearly ပေါ့နော် linearly downward sloping ဖြစ်နေတဲ့မြင်းကြောင်းတစ်ကြောင်းကိုတွေ့ရမှာဖြစ်ပါတယ်ဒါသည်စုပေါင်းဝယ်လိုအားဖြစ်ပါတယ်ဒါကဘာကိုပြနေလဲဆိုတော့ကျွန်တော် price level ကုန်ဈေးနှုန်းကျလာရင်ကျွန်တော်ဝယ်လိုအားကprice level ကျလာရင်ဝယ်လိုအားတက်လာမယ်ပြီးရင်စက်ရုံတွေမှာအလုပ်တွေပိုများလာမယ်ဒါကြောင့် national income တက်လာမယ်ပေါ့နော်ပြောင်းပြန်အားဖြင့် price level ဈေးနှုန်းမြင့်တက်လာလို့ရှိရင်စုစုပေါင်းဝယ်လိုအား AD ကျလာမယ်ထုတ်လုပ်မှုတွေလျော့ကျမယ်ဒါကြောင့်မို့ကျွန်တော်တို့ national income တွေလျော့ကျမယ်နော်ဒီလိုဆိုလိုတာဖြစ်ပါတယ်ဒါဆိုမိတ်ဆွေတို့မှာမေးစရာတစ်ခုပေါ်လာပါလိမ့်မယ်ဘာကြောင့်ဒီလိုမျိုး downward sloping ဒီ line လေးဖြစ်နေရတာလဲပေါ့နော်ဒီကဈေးနှုန်းကျလာရင်နိုင်ငံဝင်ငွေတိုးလာတာရောဘာကြောင့်လဲတစ်ဖန်ဈေးနှုန်းမြင့်လာရင်နိုင်ငံဝင်ငွေဘာကြောင့်ရော့ကျစေတာလဲစသဖြင့်မိကုန်းတွေမိတ်ဆွေတို့ရှိမှာပေါ်လာပါလိမ့်မယ်ဒီလိုဆက်ဆက်မှုကိုဖြစ်စေတဲ့အဓိကအကြောင်းရင်း၃ခုရှိပါတယ်ဒီမြင်းကြောင်းဒီ graph လေးဖြစ်လာတဲ့အကြောင်းရင်း၃ခုပေါ့နော်ဒါကစီးပွားရေးပညာရှင်တွေပြဆိုထားတဲ့အကြောင်းရင်း၃ခုဖြစ်ပါတယ်ပထမတစ်ချက်ကတော့ကျွန်တော် word effect လို့ခေါ်တဲ့ကြွယ်ဝမှုရဲ့တက်ရောက်မှုပေါ့နော် word effect လို့ပဲခေါ်လိုက်တာပေါ့နော်ကုန်စည်နှုန်းကျလာတဲ့ခါမှာကျွန်တော်တို့ရဲ့ပတ်စံတန်ဖိုးကပိုများလာပါတယ်ဒါကြောင့်လူတွေဟာအရင်ကထက်ပိုမိုသုံးစွဲလာကြပြီးတော့စုပေါင်းဝယ်လိုအား AD တက်လာပါတယ်AD တက်လာတော့ခုနပြောတဲ့နိုင်ငံကိုတိုးလာတာပေါ့နော်နံပါတ်2ချက်ကတော့ interest rate effect ဖြစ်ပါတယ်အတိုးနှုန်းတက်ရောက်မှုပေါ့နော်အကုန်စည်နှုန်းတွေကျလာတဲ့အခါမှာပတ်စံလိုအပ်ချက်နည်းလာတော့ကျွန်တော်တို့ကဘဏ်တွေမှာငွေတွေပိုစုဆောင်းလာတဲ့အခါမှာစုဆောင်းငွေတွေဘဏ်မှာပိုများလာတယ်ဒါကြောင့် तू ကချင်းငွေထုတ်ချေးဖို့တော့သူ့မှာပတ်စံပမာဏအများကြီးဖြစ်လာတယ်ဒါကြောင့်အတိုးနှုန်းကို तू က short ချလိုက်တယ်ဒါကြောင့်အတိုးနှုန်း short ရတဲ့အခါမှာလူတွေကသူ့ရှင်ကနေပတ်စံပိုချီးကြတယ်စီးပွားရေးတွေရင်းနှီးမြှုပ်နှံကြတယ်ဒါကြောင့်နိုင်ငံတော်ရဲ့ဝင်ငွေကတိုးတက်လာပါတယ်နံပါတ်3ကတော့ net export effect ဖြစ်ပါတယ်သူကအတရင်ပို့ကုန်ရဲ့တက်ရောက်မှုဖြစ်ပါတယ်ကုန်စည်နှုန်းကျတဲ့နိုင်ငံရဲ့ကုန်ပစ္စည်းတွေဟာနိုင်ငံခြားမှာဈေးပိုတက်တာလို့ပိုပြီးရှင်ပြိုင်နိုင်စွမ်းရှိလာပါတယ်တရုတ်တွေလုပ်တယ်လို့ပေါ့နော်ဒါကြောင့်နိုင်ငံခြားကဝယ်ယူတဲ့သူတွေများလာပြီးတော့ပို့ကုန်တွေကပိုတက်လာလို့ AD လည်းမြင့်တက်လာပါတယ်AD တက်လာရင်တနည်းအားဖြင့်နိုင်ငံဝင်ငွေတက်လာတာပေါ့နော်ဒါကတော့စီးပွားရေးပညာရှင်များက price level AD နဲ့နိုင်ငံဝင်ငွေဆိုတဲ့အသုံးခုရဲ့ဆက်နွယ်ချက်ကိုဘာကြောင့် downward trend ဖြစ်နေရတယ်လဲဆိုတာကိုရှင်းပြပေးထားတဲ့အကြောင်းပြချက်တွေဖြစ်ပါတယ်တော့ aggregate demand တက်လာတဲ့အခါမှာစက်ရုံတွေကပို့ထုတ်မယ်ဝယ်လိုအားများလာရင်စက်ရုံတွေပို့ထုတ်မယ်လူအများအပြားအလုပ်ကိုင်းအခွင့်အလမ်းတွေပိုရလာပြီးတော့ဝင်ငွေတွေတက်လာမယ်ဒီလိုနဲ့နိုင်ငံတော်ရဲ့ဝင်ငွေကတက်လာပါတယ်အစုပေါင်းဝယ်လိုအားကြီးကျသွားတဲ့အခါမှာစက်ရုံတွေကထုတ်လုပ်မှုတွေရော့မယ်ပြီးအလုပ်ကိုင်းတွေနည်းလာမယ်နိုင်ငံတော်ရဲ့ဝင်ငွေတွေကျလာနော်ကျွန်တော်မြန်မာနိုင်ငံလက်ရှိအခြေအနေနဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့ကြည့်ကြည့်အောင်ကျွန်တော်တို့အနေနဲ့စီးပွားရေးလုပ်ဖူးတဲ့ကျွန်တော်အနေနဲ့ပြောတာပေါ့နော်စီးပွားရေးလုပ်ဖူးတဲ့အတွေ့အကြုံရမြန်မာပြည်မှာကုန်စည်နှုန်းမြင့်တက်ရခြင်းအကြောင်းရင်း2မျိုးရှိပါတယ်နံပါတ်1ကတော့ငွေလဲနှုန်းတွေပြောင်းလဲမှုကြောင့်ပါ foreign exchange ဒေါ်လာဈေးတက်လာလို့ဗာတက်လို့ညာတက်လို့ဆိုပြီးတော့ကုန်စည်နှုန်းတွေတက်တာတွေရှိပါတယ်နံပါတ်2ကတော့သွင်းကုန်အပေါ်မှာအခွန်တွေတိုးမြင့်တောက်ကောက်ခံမှုဒါမှမဟုတ်သွင်းခွင့်တွေပိတ်လိုက်တာပေါ့ဒါတွေကြောင့်ကုန်စည်နှုန်းတွေတက်လာတာတွေရှိပါတယ်ဘာကြောင့်ဒီနှစ်ချက်ကကုန်စည်နှုန်းပေါ်အဓိကတက်ရောက်နေရတာလဲမြန်မာပြည်ရဲ့ကုန်စည်နှုန်းမှာဘာကြောင့်ဒါတွေကအဓိကတက်ရောက်နေရတာလဲဆိုတော့မြန်မာပြည်မှာရောင်းချနေတဲ့ပစ္စည်းအများစုသည် import လို့ခေါ်တဲ့ကျွန်တော်တို့သွင်းကုန်အမျိုးအစားတွေဖြစ်ပါတယ်သွင်းကုန်ပစ္စည်းတွေဖြစ်ပါတယ်ငွေကြေးဖောင်းပွားခြင်းကြောင့်ကျွန်တော်ရင်ကနော်ဗီဒီယိုလေး၄ခုတော့ကျွန်တော်တင်ခဲ့ဘူးတယ်နော်တော့ပြန်ကြည့်လို့ရတယ်ပေါ့နော်ဒီမှာကားတွေတော့ဥမာပေးပြီးတော့ကျွန်တော်ငွေကြေးဖောင်းပွားမှုကြောင့်လည်းရှင်းပြထားတယ်ငွေကြေးဖောင်းပွားမှုကြောင့်ဘယ်သူတွေအကျိုးရှိသွားလဲဆိုတာလည်းရှင်းပြထားတယ်ကစွန်းရွက်ကဒေါ်လာဈေးနဲ့မဆိုင်ပေမဲ့ကစွန်းရွက်ကဘာလို့ဈေးတက်တာလဲဆိုတာရှင်းပြပေးထားပါတယ်ပြီးတော့မျှတတဲ့ကုန်သွယ်ရေး trade deficit တွေမဖြစ်အောင်လို့ဘယ်လိုမျိုးလုပ်သင့်လဲဆိုတာတွေပဲကျွန်တော်ရှင်းပြပေးဘူးတယ်ဒီဗီဒီယိုတွေမှာတော့ရောက်ကြည့်ရှုနိုင်ပါတယ်ပေါ့နော်ဒီပြဿနာကိုခုနကကျွန်တော်တို့ဒီသွင်းကုန်မျိုးစားဖြစ်နေတော့ကျွန်တော်တို့ရဲ့ဒီငွေဈေးဒီကုန်စည်နှုန်းဈေးတက်တာကြီးဖြစ်နေတာပေါ့နော်ဒီပြဿနာကိုကျွန်တော်ဘယ်လိုရှင်းမလဲဒီအခြေအနေကိုရေရှည်
ဖြည့်ရှင်းနိုင်မဲ့နည်းလမ်းတစ်ခုကတော့ပြည်တွင်းထုတ်လုပ်မှု domestic manufacturing ကိုမြင့်တင်မှုဖြစ်ပါတယ်။ပြည်တွင်းမှာကိုယ်တိုင်ထုတ်လုပ်တဲ့အတွက်သွင်းကုန်ပိတ်တာတို့သွင်းကုန်အခွန်တိုးကောက်တာတို့ရအောင်ဈေးတက်စရာမလိုတော့ပါဘူး။ဒါဟာကုန်စည်နှုန်းကိုဓာတ်ရိုက်ချော့ချပေးနိုင်ပါတယ်။ပြည်တွင်းထုတ်ဒီပစ္စည်းတွေများလာရင်နိုင်ငံခြားကပစ္စည်းတွေဝယ်ဖို့နိုင်ငံခြားငွေအများကြီးသုံးစွဲစရာမလိုတော့ပါဘူး။ဒါကြောင့်မြန်မာကျပ်ငွေတန်ဖိုးတည်ငြိမ်လာပါလိမ့်မယ်ပေါ့နော် foreign exchange rate တည်ငြိမ်လာမယ်။တနည်းအားဖြင့်ကျွန်တော်တို့ငွေလဲနှုန်းကပို့ပြီးတော့အဆင်ပြေတာမြန်မာကျပ်ငွေခိုင်မာလာတာပေါ့နော်။ဒီလိုလုပ်လို့ငွေလဲနှုန်းကဘာကြောင့် stable ဖြစ်ရတာလဲလို့မိတ်ဆွေမေးလာရင်တော့ကျွန်တော်ဒီမှာထပ်ပြီးရှင်းနေအရှိကြီးဖြစ်သွားလိမ့်မယ်နော်။ကျွန်တော်အရင်ကတင်ဆက်ခဲ့မှုတဲ့မြန်မာပြည်ကတတိတော်မြန်မာဒီနီးလန်းနဲ့ချမ်းသာနေကြတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဗီဒီယိုတစ်ပုဒ်ရှိတယ်။ပြီးရင်ဒေါ်လာဈေးအတက်ကြဘာလို့ဖြစ်တာလဲဆိုတဲ့ခေါင်းစဉ်နဲ့ဗီဒီယိုတစ်ပုဒ်ရှိပါတယ်။ဒီဗီဒီယိုနှစ်ပုဒ်မှာငွေလဲနှုန်းအကြောင်းနဲ့မိတ်ဆွေတို့ရောက်လေ့လာနိုင်ပါတယ်။အရေးကြီးဆုံးကတော့ပြည်တွင်းစက်ရုံတွေလုပ်ငန်းတွေများလာတာနဲ့များအလုပ်ကိုင်တွေပုံမှန်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။လူတွေအလုပ်ရလာပြီးတော့ဝင်ငွေတိုးလာတဲ့အခါမှာခုနကျွန်တော်တို့ရဲ့စူပေါင်းဈေးဝယ်စီးရင်ကြီးရဖြည်းဖြည်းနဲ့အများကြီးဖြစ်လာပြီးတော့စီးပွားရေးဆက်ပုံကပြန်လည်လေပတ်လာမှာဖြစ်ပါတယ်။ဒါကြောင့် aggregate demand price level နဲ့ national income ဆိုတဲ့အချက်၃ခုဟာစီးပွားရေးတစ်ခုအတွက်ရေးပါပြီးတော့အပြန်အလှန်ဆက်နွယ်နေကြပါတယ်။ကိရိကိပြည်သက်များအနေနဲ့ဒီချက်တွေကိုနားလည်ထားတာကအနာဂတ်မှာနိုင်ငံတော်ရဲ့ငွေကြေးသုံးစွဲမှုနဲ့ပတ်သက်တဲ့အဆုံးဖြတ်ချက်တွေကိုနားလည်ပြီးတော့ပါဝင်ကူညီဆောင်ရွက်နိုင်စေဖို့အတွက်အများကြီးအထောက်အကူဖြစ်စေမယ်လို့ယုံကြည်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါစို့ဗျာ။